လူတယောက်မှာပါဝါစွမ်းအား၃ခုရှိဖို့လိုအပ်ပါတယ်နံပါတ်1ပါဝါကငွေကြေးပါဝါပဲဖြစ်တယ်နံပါတ်2ပါဝါကကျမတို့ရဲ့အတန်းပညာဝဲဒီဂရီပဲဖြစ်တယ်တတိယပါဝါကတော့အတွေးအခေါ်အသိဉာဏ်ကြွယ်ဝခြင်းဆိုတဲ့ပါဝါပဲဖြစ်တယ်အဲ့ဒီပါဝါ၃ခုစလုံးပြည့်စုံနေရင်တော့သိကောင်းတာပေါ့သို့တော့အဓိကအရေးကြီးဆုံးပြည့်စုံရမယ်ပါဝါတစ်ခုကနောက်ဆုံးပါဝါပဲဖြစ်တယ်အဲ့ဒီရဲ့ကိုယ့်ရဲ့အတွေးအခေါ်အသိဉာဏ်ကြွယ်ဝခြင်းဆိုတဲ့ပါဝါတစ်ခုကိုဖြည့်လိုက်ရင်ကျွန်တော်ကဒီအရှိနှစ်ခုကအလိုလိုနေပြည့်စုံပါမယ်နောက်ဆုံးပါဝါအားကောင်းတဲ့သူတယောက်ဟာဥဆောင်သူကောင်းရှိတဲ့သူလို့ပြောလို့ရတယ်အဲ့ဒီလိုဥဆောင်သူကောင်းရှိတဲ့သူတယောက်ရဲ့လက်အောက်မှာထူးချွန်ပြောင်မြောက်တဲ့သူတွေဝင်ဖွာလာပါလိမ့်မယ်ဒီနေရာမှာကျမတို့ကမိဘတယောက်ဖြစ်ခဲ့ရင်လေကိုကငွေကြေးမပြည့်စုံလို့ကိုယ့်ရဲ့သားသမီးကိုအထောက်အပံ့မပေးနိုင်ဘူးဆိုတာလည်းမှားပါတယ်ကိုကဘွဲဒီဂရီတွေမရှိလို့ကိုယ့်ရဲ့သားသမီးကိုကောင်းကောင်းမထောက်ပံ့ပေးနိုင်ဘူးဆိုတာလည်းမှားပါတယ်ကျမတို့မှာအတွေးအခေါ်နဲ့အသိဉာဏ်ကြွယ်ဝခြင်းဆိုတဲ့ပါဝါတစ်ခုရှိရင်ကျမတို့ရဲ့သားသမီးတွေကိုလမ်းကြောင်းမှန်ပေါ်ရောက်အောင်သူတို့ရဲ့ဘဝတိုးတက်အောင်ကောင်းကောင်းတုံတင်ဆုံးမပေးလို့ရပါတယ်။သားသမီးတွေကိုတုံတင်ဆုံးမပေးတဲ့နေရာမှာဒီအရှိကနှစ်ချက်ကအရေးကြီးနေတာမဟုတ်ပါဘူး။ကျမတို့ရဲ့အတွေးအခေါ်ဉာဏ်ပညာကြွယ်ဝမှုတွေကသာတုံတင်ဆုံးမတဲ့နေရာမှာအဓိကတာသွားတာပဲဖြစ်ပါတယ်။ကျမတို့မြန်မာနိုင်ငံရဲ့ဓလေ့အရာလွဲမှားသောဂုဏ်ယူခြင်းတွေကြီးထွားနေတဲ့နေရာမှာအသိပညာဉာဏ်ကြွယ်ဝတဲ့မိဘတွေဟာအဲ့ဒီရဲ့မှားယွင်းနေသောဂုဏ်ယူမှုကိုကျမတို့ရဲ့သားသမီးတွေကိုဂုဏ်မယူခြင်းအောင်ကျမတို့ကလမ်းညွှန်ပေးဖို့လိုအပ်ပါတယ်။ဥပမာတစ်ခုအနေနဲ့ငွေကြေးမပြည့်ဝတဲ့သူတစ်ယောက်ဖြစ်နေတယ်။သို့တော့အတွေးအခေါ်ကြွယ်ဝချမ်းသာတဲ့သူတစ်ယောက်ဖြစ်နေရင်ဂုဏ်ယူမှုတွေမှားယွင်းနေတဲ့ပတ်ဝန်းကျင်အတိုင်းအဝိုင်းမှာကိုဟာမိဘတစ်ယောက်အနေနဲ့မှန်ကန်သောတွေးခေါ်မှုတုံတင်ဆုံးမမှုတွေနဲ့ကိုယ့်ရဲ့သားသမီးကိုထူးထူးထက်မြက်တဲ့သူတွေလူတော်လူကောင်းတွေဖြစ်ဖို့အတွက်ဆိုရင်ကိုယ်တိုင်အတွေးအခေါ်ဉာဏ်ပညာကြွယ်ဝတဲ့သူတယောက်ဖြစ်ဖို့အရေးကြီးပါတယ်။အဲ့ဒီအရာတွေကဘယ်ကရလာလဲလို့ပြောရင်ကျမတို့ရဲ့ဘဝသင်ခန်းစာတွေကနေပြီးတော့ရနိုင်တယ်။ကျမတို့ရဲ့စာအုပ်စာပေဖတ်ခြင်းတွေကနေပြီးတော့ရနိုင်တယ်။သင်တန်းတွေတက်ခြင်းကနေပြီးတော့လည်းရနိုင်တယ်။ social media ပေါ်မှာမျှဝေပေးနေတဲ့သူတွေအများကြီးရှိတယ်။အဲ့ဒီကနေပြီးတော့မှကျမတို့တန်ဖိုးရှိလိုက်တာဆိုတဲ့စကားလုံးအသုံးအနှုန်းတွေကိုကျမတို့ရဲ့ဦးနှောက်ထဲကနေပြီးတော့နှလုံးသားတဲ့အထိကျမတို့ကခံစားရရှိလာလို့အရှင်းဆိုတဲ့လှုပ်ဆောင်ချက်တွေကိုကိုယ်တိုင်လှုပ်ဆောင်လာနိုင်ပြီဆိုရင်ကျမတို့ကအတွေးအခေါ်အားကောင်းတဲ့ဦးဆောင်သူကောင်းတစ်ယောက်ဖြစ်လာပြီနော်ငွေကြီးဘလောက်ပဲချို့တဲ့နေပါစီကျမတို့မှာမချို့တက်ရမယ့်အရာတွေဆိုတာရှိတယ်အဲ့ဒီအရာတွေကကျမတို့ရဲ့ရိုးသားခြင်းစ조사ခြင်းဇွဲလုံလရှိခြင်းကိုဂုဏ်ယူတတ်ခြင်းတတိရှိခြင်းယုံကြည်မှုအားကောင်းခြင်းဆိုတဲ့အရာတွေကိုကျမတို့ကဒါတွေကချမ်းသာကြွယ်ဝဖို့လိုတယ်လို့ကိုယ့်ရဲ့သားသမီးတွေကိုငယ်စဉ်ကတည်းကနေပြီးတော့မှအမြဲတမ်းနားတွေကနေပြီးတော့ဦးနှောက်ထဲကနေပြီးတော့နှလုံးသားတွေအထိရောက်အောင်အမြဲတမ်းတုံတင်ဆုံးမပေးနေပါဒီသားသမီးတွေဟာအရွယ်တစ်ခုရောက်လာတဲ့အခါမှာတုံတင်ဆုံးမရလွယ်ကူတဲ့သူတို့ဘဝကိုသူတို့ရပ်တည်နိုင်တဲ့ထူးထူးထက်မြက်တဲ့ကလေးတငယ်တွေဖြစ်လာမှာပါဒါကြောင့်မို့လို့ကျမတို့မိဘတွေအမတန်အရေးကြီးပါတယ်ကိုယ့်ရဲ့သားသမီးတုံတင်ဆုံးမရခက်လာပြီလို့ဆိုရင်ငယ်စဉ်ကတည်းကကိုတုံတင်ဆုံးမတဲ့လမ်းကြောင်းမှားခဲ့တယ်ဆိုတဲ့အရာကိုလက်ခံလိုက်ပါဒါကြောင့်မို့လို့ကျမတို့ကကိုယ်တိုင်အတွေးအခေါ်အသိပညာထွေဝတဲ့သူပြောက်အဖြစ်အမြဲတမ်းစူးစမ်းတည်နေပါလို့ဒီနေရာကနေပြောမျှဝေပေးခြင်းနဲ့ဒီမှာကျမတို့ကလေးလာတည်မှုတွေကိုမှမအိုစေးအဖြစ်သုံးဆွဲပါလေးလာတည်မှုတွေကိုလုပ်တဲ့အခါမှာဘယ်တော့မှမသေးတော့မဲ့သူတယောက်အနေနဲ့လေးလာတည်ပါဆိုတဲ့ဒီစကားလေးနှလုံးကိုကျမလက်ခံလိုက်တဲ့အချိန်ကနေစပြီးတော့အသက်အရွယ်ဆိုတာပျောက်သွားပါတယ်အမြဲတမ်းနှိမ့်စင်တဲ့အမြလေးလာတည်မှုတွေကိုချင်းညံလို့လာပါတယ်ဒါကြောင့်မို့လို့ဒီစကားလေးနှစ်ခုကိုကျမလေးလာမှတ်သားခဲ့တဲ့ဆရာသမားများရဲ့လမ်းညွှန်မှုတွေနဲ့သိခဲ့တဲ့အသည့်အတွေးတွေကိုကျမကိုယ်တိုင်လက်တွေ့လိုက်နာကျင့်သုံးပြီးတော့မှပြန်လည်မျှဝေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ထဲကနေပြီးတော့မှနှလုံးသားတဲ့အထိစီးဝင်ခံစားပြီးတော့မှလက်တွေ့လိုက်နာကျင့်သုံးပြီးတော့ပျော်ရွှင်အောင်မြင်သောဘဝတွေကိုဖန်တီးတည်ဆောက်ပါလို့မျှဝေပေးခြင်းပါတယ်။ခေတ်မီနည်းပညာများနဲ့ငွေရှာပညာတတ်များအပြင်ပျော်ရွှင်အောင်မြင်သောဘဝတွေကိုဖန်တီးတည်ဆောက်နိုင်ကြပါစေလို့ဒီနေရာကနေပြီးတော့ဆုမွန်ကောင်းလေးတောင်းပေးပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။